အားလုံးကိုယေရှုခရစ်တော်နာမနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တတ်ပါတယ်။အခုချိန်ကစပြီးကျွန်တော်တဲတော်အကြောင်းကိုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်။ဖခင်နဲ့လူဆုံတွေ့ဖို့အတွက်ဖခင်သခင်ကမောရှေကိုတင်းနာတောင်ပေါ်မှာအမိန့်ပေးပြီးတော့မှကောင်းကင်တဲတော်အဆင့်ကိုမောရှေကိုပြပြီးတော့မှမြေကြီးမှာလူလက်ဖိလှုပ်တော့တဲတော်ကိုဆောင်းလုပ်ခိုင်းခြင်းကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီတဲတော်အကြောင်းကိုကျွန်တော်လေ့လာရင်းနဲ့ဖခင်သခင်ရဲ့တန်ရှင်းမြင့်မြတ်ခြင်းနဲ့ဖခင်သခင်ရဲ့တန်ရှင်းခြင်းကိုနားလည်ဖို့တာမကဘဲနဲ့မိမိကိုယ်တိုင်လည်းတန်ရှင်းသောအသက်တာကိုကျွန်တော်တို့ခံယူပြီးတော့မှမိမိကိုယ်ကိုစင်ကြယ်စေပြီးတော့မှအတန်ရှင်းဆုံးမှရှိတော့ပရိညိတိတာကျေးဇူးတော်ပလင်၌ရှိတော့ဖခင်သခင်မျက်မှောက်တော်ကိုတိုးဝင်ဖို့ကျွန်တော်တို့သင်ခန်းစာယူရအောင်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တဲတော်ဆိုတဲ့အခါမှာတဲတော်ကိုကျွန်တော်တို့အသေးစိတ်မပြောတော့ဘူးအသေးစိတ်ကိုနောက်သိချင်တယ်ဆိုရင် comment မှာရောက်လမ်းခဲ့ပါတဲတော်ကိုကျွန်တော်တို့အပိုက်၃ပိုက်အချင်းချုပ်နဲ့ကျွန်တော်တို့ပြောသွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပထမအနေနဲ့ကျွန်တော်တို့လေ့လာချင်တဲ့တဲတော်ကမောရှေရဲ့တဲတော်ဆိုတာကတမဟောင်းတစ်ခုလုံးမှာဘုရားသခင်နဲ့လူဆုံတွေ့ဖို့အတွက်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားကိုဝတ်ပြုကိုးကွယ်ဖို့အတွက်ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်၍ဘုရားရဲ့တန်ရှင်းမြင့်မြတ်ခြင်းကိုနားလည်ခြင်းတော်မကပဲဘုရားသခင်လူမျိုးအတေလလူမျိုးများလည်းတန်ရှင်းစင်ကြယ်တဲ့အသက်တာကိုတန်ဖိုးထားဖို့အတွက်ကျွန်တော်တဲတော်ကိုစောက်ခိုင်းခြင်းဖြစ်တယ်။တင်းနာတောင်မှာဘုရားသခင်ကမောရှေကိုတဲတော်အစ်စ်ကိုပြပြီးတော့မှမြေကြီးမှာတဲတော်ကိုစောင့်ခိုင်းခြင်းဖြစ်တယ်။ဘုရားကိုဝတ်ပြုကိုးကွယ်ဖို့ဘုရားရဲ့တန်ရှင်းမြင့်မြတ်ခြင်းကိုနားလည်ဖို့မိမိကိုယ်တိုင်လည်းတန်ရှင်းခြင်းကိုခံယူဖို့အတွက်တဲတော်ကိုစောင့်ခိုင်းခြင်းဖြစ်တယ်။အဲ့တော့ဘုရားသခင်ကမောရှေကိုအမိပေးပြီးစောင့်ခိုင်းတဲ့တဲတော်ကိုတော၌ရှိတော်တဲတော်လို့လည်းခေါ်တယ်။မောရှေတဲတော်လို့လည်းခေါ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်တမဟောင်းတဲတော်လို့လည်းကျွန်တော်တို့ခေါ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ဒီတဲတော်အကြောင်းကိုကျွန်တော်တို့အချုပ်အားဖြင့်ကျွန်တော်တို့လေ့လာသွားမှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ပထမအနေနဲ့ကျွန်တော်ပထမအချက်နဲ့ပထမဆုံးမောရှေတဲတော်ကိုကျွန်တော်လေ့လာသွားမှာဖြစ်တယ်။ဒါကိုကျွန်တော်ထွမြောက်အခန်းကြီး25အငယ်40ဟေဘရဲအခန်းကြီး8အငယ်9မှာကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကမောရှေကိုဒါရဲညွန်ကြားပြီးမှတင်းနံတော်ပေါ်မှာညွန်ကြားပြီးမှတဲတော်ကောင်းကင်တဲတော်အစ်စ်ကိုပြပြီးတော့မှအဲ့ဒီအစ်စ်ကိုပြပြီးတော့မှမြေကြီးမှာဆောက်လုပ်ခိုင်းခြင်းဖြစ်တယ်။အဲ့တော့ဒီတဲတော်ကဘာကိုပုံဆောင်လဲဆိုတစ်ကောင်းကင်နိုင်ငံနဲ့ရှိတော်လူလက်ဖြစ်မလုပ်တော့ကောင်းကင်နဲ့ရှိတော်ဘုရားသခင်ရဲ့တဲတော်အစ်စ်ကိုကျွန်တော်အရေးတဘောအဖြစ်ပုံဆောင်ထားခြင်းပြတယ်ဟေဘရဲအခန်းကြီး9အငယ်23နဲ့26မှာကျွန်တော်တွေ့ရတယ်ဒုတိယနေ့ကဖျားနဲ့လူဆုံတွေ့ဖို့အတွက်ဒီတဲတော်ကိုစောင့်ခိုင်းခြင်းဖြစ်တယ်ထွမြေအခန်းကြီး25အငယ်8မှာရှိတယ်တတိယနေ့ကဒီမောရှေကိုဘုရားသခင်ကအမိန့်ပေးပြီးမှပြုလုပ်ခဲ့တဲ့တဲတော်ကိုလူလက်ဖိလှုပ်တော့တဲတော်လို့ခေါ်တယ်ဟေဘရဲအခန်းကြီး9အငယ်7 24နံပါတ်4ဖျားသခင်ရဲ့တန်ရှင်းမြင့်မြတ်ခြင်းကိုဖော်ပြဖို့ဖြစ်တယ်။ဥပမာပြောရမယ်ဆိုရင်ဖျားသခင်ဘလောက်တန်ရှင်းမြင့်မြတ်တယ်ဆိုတာကိုတိုင်းတာပေးတဲ့လူတွေကိုသိစေခြင်းနဲ့ရည်ရွယ်ချက်ဖော်ပြတဲ့ရည်ရွယ်ချက်ဖြစ်တယ်။နံပါတ်5ပညတ်တရားနဲ့ဘာသာတရားရဲ့ဝုပြုကိုးကွယ်ခြင်းတမန်ဟောင်းရဲ့ဝုပြုကိုးကွယ်ခြင်းကိုပုံဆောင်တယ်ဟေဘရဲအခန်းကြီး9အငယ်30ဟေဘရဲမှာတဲတော်အကြောင်းကိုများစွာဖော်ပြထားပါတယ်။နံပါတ်6ကဖျားသခင်ကိုဝုပြုကိုးကွယ်ဖို့ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်1နံပါတ်9ကတရိษံရဲ့အသွေးအားဖြင့်အပြစ်များကိုခဏတာဖုံးအုပ်ပေးထားသောနေရာဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်25နံပါတ်8ကဒီတဲတော်မောရှေရဲ့တဲတော်ကတမဟောင်းကတဲတော်ကဒီနေ့အားနေတော်မပြည့်စုံတော့လူကဖျားသခင်ကိုဝုပြုကိုးကွယ်ဖို့တော့မကပဲဘုရားသခင်အမှုတော်ကိုဆောင်ဖို့ယိပရောဟိတ်လုပ်ဖို့ဖြစ်တယ်အဲ့ဒီယိပရောဟိတ်ကလည်းလူတိုင်းလုပ်လို့မရဘူးဣတေလလူမျိုးတိုင်းလုပ်လို့မရဘူးအာယုန်နဲ့လေဝိအမျိုးသားဒီနေရာမှာအမှုထောင်ခွင့်ရှိတယ်ဟေဘရဲအခန်းကြီး9အငယ်7နံပါတ်9ကဒီတဲတော်ကလူတွေကိုအပြစ်မရှိတော့ဘူးနောက်တစ်ခါသူ့အသွေးစိတ်တွေတတ်เสียမလို့တော့ဘူးဘဝတစ်ခုလုံးအတွက်နောက်ဆုံးကကပတ်အတွက်တစ်ခါတည်းပူဇော်သွားပြီဆိုတဲ့အပြစ်မရှိတော့ဘူးဆိုတော့အော်ဒဘစိတ်ကိုကြည်လင်စင်အောင်အမန်ခံချက်မပေးနိုင်ဘူးအမန်ခံချက်မပေးနိုင်တဲ့တဲတော်ဖြစ်တယ်နံပါတ်10ကယိပရောဟိများစွာကကျွန်တော်လောကမှာတက်ရှင်တဲ့ခါမှာအသွေးအသားနဲ့တိဆောက်ထားတဲ့ယိပရောဟိကလဲလှယ်တဲ့နေရာဖြစ်တယ်ဥပမာပြောမယ်ဆိုရင်တူဦးတေမယ်နောက်တစ်ယောက်ပြန်ပြီးမှအတိပြန်လဲမယ်ဆိုတဲ့နေရာဖြစ်တယ်
number 7ကဒီနီဒီတဲတော်မှာယေဘရဟိလုတ်တဲ့လူကဖျားသခင်ရှေ့မှာဒီနေ့ဝန်ခံဂတိပြုခြင်းအဖြစ်ချိန်ဆခြင်းအဖြစ်တွားရတဲ့တဲတော်မဟုတ်ဘူးအာယုံအမျိုးတွေလေဝိအမျိုးတွေတိုင်းတွားရတဲ့နေရာဖြစ်တယ်ဟေဘရဲအခန်းကြီး30အငယ်1လေးတိကနဲ့လေပြောချင်တဲ့သဘောကလူရဲ့ဖျားသခင်ကိုဖျားသခင်အမှုတော်တွေ့အမှုဆွမ်းဆောင်ခြင်းတဲ့လူတွေလေဝိတွေအာယုံတွေကမိမိအလိုအလျောက်တာထိုင်းရခွင့်ရှိတဲ့နေရာဖြစ်တယ်ချိန်ဆိုပြီးတော့မှတက်မှာတူးတီးတာလို့အမှန်ကန်ချက်မပေးနိုင်တဲ့ချိန်ဆိုစရာမလိုတဲ့နေရာဖြစ်တယ်နံပါတ်73မိမိရဲ့အော်တပတ်စိတ်ကိုအပြစ်မရှိတော့ဘူးလို့လုံးဝအမှန်ကန်ချက်မပေးနိုင်တဲ့ကြာစုံလင်ခြင်းကိုမပေးနိုင်တဲ့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်7နံပါတ်14မှာဒီနေ့အားနည်းချက်ရှိတဲ့တဲတော်မစုံလင်တဲ့တဲတော်ဖြစ်တဲ့အတွက်ကြောင့်မို့နောက်တစ်ချိန်မှာရပ်နာရမယ့်တဲတော်ဖြစ်တယ်အခန်းကြီးဟေဘရဲအခန်းကြီး9အငယ်7မှာရှိတယ်နံပါတ်15မှာအတန်ရှင်းဆုံးတို့တွားတော့တကားကိုမဖွင့်ထားသေးဘူးဖျားသခင်ရဲ့လူမျိုးအတေလလူမျိုးလေဝိလူမျိုးအာယုံလူမျိုးကအတန်ရှင်းဆုံးသောအခန်းကိုယေဘရဟိကြီးကတနေ့တစ်ခါတွားရတယ်လို့ကျမ်းစာမှာရေးထားပြီမဲ့ဝိညာဉ်ရေးသဘောအရာကတော့လုံးဝအတန်ရှင်းဆုံးဖျားရှိတဲ့နေရာကိုတွားလို့ရတဲ့တကားကို most holy ဆိုတဲ့အတန်ရှင်းဆုံးအခန်းကိုတွားလို့ရတဲ့တကားမဖွင့်ထားသေးဘူးလို့ဝိညာဉ်တော်ကဖွင့်ပြထားတယ်ဟေဘရဲအခန်းကြီး9အငယ်8ဟေဘရဲအခန်းကြီး9အငယ်29နံပါတ်16ကဒီနေ့လူအတွေးထားပြီးတိဆောက်တဲ့တေးတတ်တဲ့ဒီယေဘရဟိအာယုန်နဲ့လေဝိအမျိုးကစေဖို့တဖို့ကိုလက်ခံရရှိတဲ့နေရာဖြစ်တယ်ဒီနေ့အဖြစ်ပြောမယ်ဆိုရင်တေးတတ်တဲ့လူကစေဖို့တဖို့ကိုယူရောနေရာတဲတော်ဖြစ်တယ်ဆက်ခွန်ဒီတဲတော်ကခရစ်တော်၏အရေးအယောင်ကိုဖော်ပြတော့တဲတော်ဖြစ်တယ်ခရစ်တော်ကိုယဉ်ညူတော့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး30အငယ်20နံပါတ်18ကဒီတမဟောင်းကတဲတော်မောရှိတဲတော်ဣတေလတို့ဖះကိုကိုးကွယ်တဲ့တဲတော်ကနံပါတ်18မှာအတိပြုပြင်တဲ့ကာလထိတာလင်အကျုံးဝင်တော့တဲတော်ဖြစ်တယ်နောက်တစ်ခါပြောမယ်အတိပြုပြင်သောကာလအထိတာလင်အကျုံးဝင်တော့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်30မှာအတိပြုပြင်သောကာလအထိတာတဲတော်ကအကျုံးဝင်တယ်လို့ပြောထားတယ်ဒါကြောင့်မို့ဒီတဲတော်ရဲ့တက်တန်းကဘယ်ထိလဲဆိုရင်အတိပြုပြင်တဲ့ကာလအထိတာလင်ပါအတိပြုပြင်ခြင်းဆိုတာခရစ်တော်အသွေးသွင်းပြီးနောက်ပိုင်းကိုခေါ်တာပါဒါကြောင့်မို့ခရစ်တော်အသွေးမသွင်းခင်သူတရိษံအသွေးတွေသွင်းပြီးတော့မှအပြစ်ကိုမပယ်ရှိုင်းနိုင်တော့လဲအပြစ်တရားကိုတုတ်တင်ရှင်းလင်းခြင်းမပေးနိုင်တော့လဲခဏတာဖုံးအုပ်ထားတဲ့အချိန်ကာလတစ်ခုကိုပြောပြီးတော့မှယေရှုခရစ်တော်ရဲ့အသွေးတော်ကတော့အပြစ်များကိုဖုံးအုပ်ခြင်းမဟုတ်ဘူးပဲတခါတည်းတုတ်တင်ရှင်းလင်းပြီးလူတွေကိုအပြစ်မရှိတော့ဘူးနောက်တစ်ခါဝန်ချတောင်းပန်เสียနောက်တစ်ခါရစ်ပူဇော်เสียမလိုတော့ဘူးနောက်ဆုံးကပါကာလနဲ့ခရစ်တော်တခါတည်းအသွေးကိုတူးပြီးအသက်ကိုပေးပြီးအပြစ်များကိုတုတ်တင်ရှင်းလင်းပြီးဆိုတဲ့အချိန်ကာလအထိဖြစ်တယ်ဒါကြောင့်မို့ခရစ်တော်အသွေးမသွင်းခင်တာဒီတဲတော်ကအကျုံးဝင်ခြင်းဖြစ်ပြီးတော့မှခရစ်တော်အသွေးသွင်းပြီးနောက်ပိုင်းဒီတဲတော်ကအတိပြပြင်ကာလအထိတာအကျုံးဝင်တဲ့ကြောင့်ဒီတဲတော်ကအကျုံးမဝင်တဲ့တဲတော်ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တဲတော်အကြောင်းကိုကျွန်တော်လေ့လာတဲ့အခါမှာအပိုက်၃ပိုက်ခွဲပြီးကျွန်တော်အချင်းချုပ်လေ့လာမယ်လို့ကျွန်တော်ပြောခဲ့တယ်ပထမအပိုက်ကဖျားသခင်ကတင့်နာတောင်မှာမောရှေကိုအမိပေးပြီးတိဆောက်ထားတယ်တိဆောက်ခိုင်းတယ်တော၌ရှိတော့ဓမ္မဟောင်းကမောရှေ